အားလုံးပဲမင်္ဂလာပါတကယ်ချင်းများအားလုံးပဲเนาะ Facebook ထဲမှာပေါ့เนาะတကယ်ချင်းတွေကိုလာမင်းနေကြတယ်ပေါ့เนาะကျွန်တော်တို့ကျယ်ပွင့်လေးကိုသွားဝယ်ရှင်တယ်เนาะကိုတင်ထားတဲ့ဗီဒီယိုအတိုင်းเนาะကျွန်တော်တို့ကဖုန်းနံပါတ်နဲ့ပဲသွားဝယ်လို့မရဘူးโอเคเนาะတကယ်တော့ကျတော့ဖုန်းနံပါတ်သွားဝယ်မယ်ဆိုရင်เนาะကျွန်တော်တို့ကအရင်ဦးဆုံးကျွန်တော်တို့ဖုန်းနံပါတ်က Facebook ကျွန်တော်တို့ Facebook အကောင့်မှာဘေးအကောင့်မှာစီထားရမှာဖြစ်ပါတယ်ခင်ဗျာပေါ့เนาะဒါကြောင့်မလို့ထဲထဲမတဘူးလှုပ်လို့မတဘူးဆိုရင်ဒီနေ့မှာချောင်းဝင်ကတော့ဗီဒီယိုတစ်ပုတ်လေးဖုန်းနံပါတ်ထက်တဲ့နည်းကိုလာပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါเนาะအတူတူကြည့်ကြမယ်เนาะဟုတ်ကဲ့ပါเนาะတကယ်ကျွန်တော်အရင်ဦးဆုံးကျွန်တော်တို့တွေကိုဒီလိုမျိုးတွေ့တာကျွန်တော်မြန်ထားတဲ့ဟာကိုเนาะမြင်းသုံးချောင်းလေးကိုတစ်ချက်ကိုဝင်လိုက်ပါဝင်လိုက်ပြီးဆိုရင်เนาะဒီလိုမျိုးပြောင်းလာလိုက်မယ်ပြီးရင်လည်း setting လေးကိုနောက်တစ်ချက်ထဲဝင်ပါပြီးရင်ဒီလိုမျိုးset more in နေရာလေးကိုเนาะတစ်ချက်လေးဝင်လိုက်ပါပြီးရင်ဒီနေရာလေးကိုနောက်တစ်ချက်ဝင်လိုက်ပါခင်ဗျာเนาะတကယ်ချင်းလေးပေါ့เนาะပြီးရင်ဒီနေရာအပေါ်ဆုံးကကျွန်တော်တို့ Gmail တွေဖုန်းနံပါတ်တွေထက်ထားတဲ့အဟောင်းတွေကိုပေါ်လာလိုက်မယ်เนาะတစ်ချက်လေးဝင်လိုက်ပါဝင်လိုက်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာလိုက်မှာဖြစ်ပါတယ်အောက်မှာကျွန်တော်ဝင်ထားတဲ့မြန်ထားတဲ့နေရာလေးကိုတစ်ချက်လေးထည့်လိုက်ပါခင်ဗျာနိုင်လိုက်ပြီးဆိုရင်ဒီလိုမျိုးပေါ်လာပြီးဆိုရင်เนาะကျွန်တော်တို့ဖုန်းနံပါတ်အသစ်လေးကိုထည့်မှာဖြစ်ပါတယ်ထည့်ပြီးသားပြီးဆိုရင်เนาะအောက်ကပြီးရင်ဒီမှာနိုင်ပါလို့เนาะnext လေးကိုနိုင်လိုက်ပြီးဆိုရင်ရသွားပါပြီခင်ဗျာเนาะအားလုံးကိုလာမေးထားတဲ့သူငယ်ချင်းများတွေကိုလည်းအောင်အဆင်ပြေကြပါစေပေါ့နော်ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကိုအကျိုးရှိတယ်ဆိုရင် share ပေးဖို့မမေ့ကြပါနဲ့ပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါ